အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်မှုလေးမှာတော့စီးပွားရေးလုပ်ငန်းရှင်တိုင်းလူငယ်စွန့်ဦးတီထွင်သူတိုင်းမဖြစ်မနေတီးထားတဲ့ထုတ်လုပ်မှု theory production theory ဆိုတဲ့ခေါင်းစဉ်ကြီးကိုအရန်လွယ်ကူပြီးစိတ်ဝင်စားစရာကောင်းအတူတူလေ့လာကြည့်ကြပါမယ်စောက်ကြီးတွေကလို့ရှုပ်ရက်ခတ်မနေပဲလက်တွဲမှာတကယ်အထုံးချလို့ရမယ်အနှစ်သာရတွေကိုဆွဲထုတ်ပြီးအလွယ်ကူဆုံးရှင်းပြပေးသွားမှာပါကဲစလိုက်ကြရအောင်လုပ်ငန်းတစ်ခုကိုတိုးချဲ့ပြီးဆိုရင်အများစုကထင်အောင်ထင်မှားဖြစ်တတ်တဲ့အလွဲလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့လူများများခန့်ရင်ပစ္စည်းပို့ထွက်မှာပဲအမျက်ပိုရမှာပဲဆိုတဲ့အဆုံးမရှိတိုးတက်နိုင်တယ်ဆိုတဲ့အတွေးပါပဲတကယ်ပဲအလုပ်သမားအရွေးအတွက်အများလာတာနဲ့အများထုတ်လုပ်မှုကအမြဲတမ်းတက်ရဲ့အချိုးချပုံများလာမှာလားတခြားစဉ်းစားကြည့်ရင်ဒီမဲခွန်းကတော်တော်လေးလျက်စားတက်မှန်တိလာပါလိမ့်မယ်ဘာကြောင့်လဲဆိုတာကိုဆက်ကြည့်ကြအောင်ပါကဲဒီတော့အသိစိတ်လေးဝင်ကြည့်အောင်ထုတ်လုပ်မှုတစ်ခုဖြစ်လာဖို့အဓိကအရင်မဲ့၄မျိုးလိုအပ်ပါတယ်။အဲ့ဒါတွေကတော့မြေနေရာ land အလုပ်သမား labor အရင်နီး capital နဲ့စီမံခန့်ခွဲမှု entrepreneurship တို့ပဲဖြစ်ပါတယ်။လက်ဖက်ရည်ဆိုင်တစ်ဆိုင်ခွဲမယ်ဆိုပါစို့စိုက်ခန်းနေရာစာပွေးထိုးဝန်ထမ်းမိဖို့နဲ့စာပွေးခုံတွေပြီးတော့အဆိုင်ရှင်ရဲ့စီမံခန့်ခွဲမှုတွေအားလုံးပေါင်းစပ်ရတာမျိုးပေါ့။ဒီနေရာမှာအချင်းကာလကိုကာလတို short run နဲ့ကာလရှည် long run ဆိုပြီးခွဲကြည့်လို့ရတယ်။ကာလတိုဆိုရင် site အကျယ်ကိုချက်ချင်းချက်လို့မရဘူးလေ။ဒါဟာဖြောင်းလဲလို့မရတဲ့ပုံတွေအရင်မြတ်ပါ။ထို့လို့မှုများခြင်းတော့အတိုးလျော့လှုပ်လို့ရတဲ့အလုပ်သမားဝန်ထမ်းအရေးအထွက်ကိုပဲတိုးပြီးခန့်လို့ရမှာဖြစ်ပါတယ်။ဒီတော့ထုတ်လုပ်မှုကိုဘယ်လိုတိုင်းတာမလဲ။ပထမဆုံးသိရမယ့်အချက်ကစိုးစိုးပေါင်းထုတ်လုပ်မှု total product ပါ။အချိန်တစ်ခုတည်းမှာအလုပ်သမားအရေးအတွက်တစ်ခုကိုသုံးပြီးထွက်လာတဲ့ကုန်ပစ္စည်းစုစုပေါင်းပမာဏပေါ့ဥပမာဟင်းဆိုင်တစ်ဆိုင်မှာအလုပ်သမားတစ်ယောက်တည်းဆိုရင်တစ်နေ့ကိုဟင်းဆယ်ပွဲချက်နိုင်လေ2ယောက်ဆိုရင်25ဝယ်3ယောက်ဆိုရင်35ဝယ်ရလာတယ်ဆိုပါစို့အဲဒီရလာတဲ့ဟင်းပွဲအရေးအတွက်တွေကအဲဒီလုပ်ငန်းရဲ့စုစုပေါင်းထုတ်လုပ်မှုပမာဏတွေပဲဖြစ်ပါတယ်ရှင်းရှင်းလေးပါပဲစုစုပေါင်းထုတ်လုပ်မှုကိုထွေးပြီးဆိုတော့နောက်ထပ်အရေးကြီးတဲ့ကိန်းဂဏန်းတစ်ခုကိုစက်ကြည့်ပါမယ်ပြန်မြထုတ်လုပ်မှု average product နဲ့ထပ်တိုးထုတ်လုပ်မှု marginal product ပါပြန်မြထုတ်လုပ်မှုဆိုတာကစုစုပေါင်းဟင်းပွဲအရေးအတွက်ကိုအလုပ်သမားအရေးအတွက်နဲ့စားလိုက်ကပါလူတစ်ယောက်ရဲ့ပြန်မြထုတ်လုပ်နိုင်စွမ်းပေါ့ဒါပေမဲ့စီးပွားရေးတိုးတက်မှုကိုအမှန်တကယ်နားလည်ဖို့တကယ်လျှို့ချက်ကထပ်တိုးထုတ်လုပ်မှုမှာရှိပါတယ်အလုပ်သမားနောက်ထပ်တစ်ယောက်ကိုထပ်တိုးခန့်လိုက်တဲ့အတွက်အတစ်ထပ်တိုးရလာတဲ့အပိုထုတ်လုပ်မှုပမာဏကိုဆိုလိုတာပါဒါကလုပ်ငန်းတစ်ခုအတွက်တကယ် game changer ပါပဲအခုဇီယာထက်ကစိတ်ဝင်စားစရာကောင်းတဲ့ကိန်းဂဏန်းတွေကိုလေ့လာကြည့်ကြစို့လက်မီတဧကမှာအလုတ္တမ1ယောက်ကနေ3ယောက်ကိုတိုးလိုက်တဲ့အခါစုစုပေါင်းထုတ်လုပ်မှုက9ငနဲ့20ခုတည်းထိတုံးမြန်လို့တက်သွားပါတယ်။ထပ်တိုးထုတ်လုပ်မှုကလည်း14ထိမြင့်တက်လာတယ်လေ။ဒါပေမဲ့တတိထားကြည့်အလုတ္တမ6ယောက်မြောက်ရောက်တဲ့အခါထပ်တိုးထုတ်လုပ်မှုက3ယောက်ထစ်သွားပါတယ်။အစိုးဆုံးကတော့9ယောက်မြောက်အလုတ္တမကိုထပ်ခတ်လိုက်တဲ့အခါထပ်တိုးထုတ်လုပ်မှုဟာအနု9ထိတောင်ထိုးကျသွားတာတွေ့ရပါလိမ့်မယ်။အလုတ္တမပါတိုးလာတယ်။စုစုပေါင်းထုတ်လုပ်မှုကပြန်ကျသွားတာပါ။ဘာလို့အခုလိုဖြစ်ရတာလဲဒီလိုဖြစ်ရတဲ့အဓိကတရားခံကတော့ကြက်စင်းချင်းအကျိုးခံစားခွင့်နေရာမှာ law of diminishing returns ဆိုတဲ့အလွန်အရေးကြီးတဲ့ theory ကြောင့်ပါဒီ theory ကဘာပြောလဲဆိုတော့ပုံသေးရှိနေတဲ့မြင်နေရလို့အရေးအမြစ်ပေါ်မှာအလုသမားတွေကိုချိပေးစတိုက်တိုးခတ်နေမယ်ဆိုရင်တစ်ချိန်ချိန်မှာနောက်ထပ်တိုးလာတဲ့အလုသမားစီကရမယ်အဖိုးထွက်ကုန်ဟာမလွဲမသွေကြဆင်းလာလိမ့်မယ်ဆိုတာပါပဲတဘောတရားကအဆုံးမရှိတိုးတက်မှုကိုကန်တက်ထားတဲ့ဆိုတာကိုမိမောင်းထိုးပြလိုက်တာပါပဲဒီသဘောတရားတွေကိုအကောင်းဆုံးပုံဖော်ပြနိုင်တာကတော့အခုမြင့်တွေ့ရတဲ့ထုတ်လုပ်မှုရဲ့အရေးပါတဲ့အဆင့်၃ဆင့်ပါပဲမြင်းခွေးတွေဘလို့အရှင်အဟုန်တက်တက်သွားပြီးဘလို့ပြန်ကျလာလဲဆိုတာကိုရှင်းရှင်းလင်းလင်းချင်းမြင်နိုင်ပါတယ်ကဲဒီအဆင့်၃ဆင့်ကိုသစင်ချင်းစီပါတယ်ဖြစ်နေလဲဆိုတာအသေးစိတ်ခွဲခြမ်းစိုက်ချိကြရအောင်ပထမဆုံးဆင့်ကတော့တိုးတက်သောအကျိုးခံစား권ရရှိတဲ့အဆင့်ပါဒီအစားပိုင်းမှာဆိုရင်လက်မြေလိုမျိုးအရင်မြစ်တွေကကြဲကြဲဝဲဝဲရှိနေပြီးအလုသမားကနဲနေသေးတဲ့အတွက်အလုသမားတွေထပ်ထည့်လိုက်တာဟာရှိနေတဲ့နေရာကိုအလွန်ထိရောက်စွာအသုံးချနိုင်စေပါတယ်။လူတိုင်းအလုလုပ်ဖို့နေရာလုံးမောရှိနေတာကိုဒါကြောင့်အလုသမားတယောက်တိုးတိုင်းစွစွတောင်းထုတ်လို့မှုဟာအရှိန်အဟုန်နဲ့ကိုမြင့်တက်လာတာဖြစ်ပါတယ်။ဒီအချိန်ကတကယ်ရွှေခေတ်ပေါ့ဒါပေမဲ့အရေးအကြီးဆုံးအချိုးအကွေ့ကဒုတိယအဆင့်ကိုရောက်လာတဲ့အချိန်ပါဒီအဆင့်မှာစွစွပေါထုတ်လုပ်မှုကတော့တက်နေစေပါပဲဒါပေမဲ့တတိထားရမှာကအလုသမားအသစ်တယောက်စီကရတဲ့ထပ်တိုးထုတ်လုပ်မှုစတင်ကျဆင်းလာပါပြီအလုသမားတွေများလာတဲ့အတွက်ရှိတဲ့မြေနေရာနဲ့ချို့စမမျှတော့တာစဖြစ်လာလို့ပါဒီဆင့်ဟာစုစုပေါင်းထုတ်လုပ်မှုအမြင့်ဆုံးကိုရောက်ပြီးထပ်တိုးထုတ်လုပ်မှုတုညထစ်သွားတဲ့အချိန်မှာအဆုံးသတ်သွားပါတယ်တတိယအဆင့်ကတော့အလွန်တည်ထားရမယ်အနုလက္ခဏာပြတဲ့အဆင့်မှာဒီအဆင့်မှာဆိုရင်ပုံသေးရှိနေတဲ့မြေနေရာလေးထဲမှာအလုသမားတွေလိုရာထက်အယမ်းကုန်များသွားပါပြီလူတွေကြည်ကြည်တိုးဖြစ်ပြီးရှုပ်ထွေးမှုတွေဖြစ်လာပါတယ်
အလုသမားတွေတယောက်နဲ့တယောက်နောက်ရက်တယ်လို့ဖြစ်ပြီးစုစုပေါင်းထုတ်လုပ်မှုမြင်ကွင်းဟာအောက်ကိုဆက်တင်ထိုးဆင်းသွားပါတော့တယ်ထပ်တိုးထုတ်လုပ်မှုကလည်းအနုတ်ဖြစ်သွားပြီးတကယ်ဆုံးရှုံးမှုတွေစတင်လာပါပြီလုံးဝမရောက်ချင်တဲ့အဆင့်ပေါ့ဒါဆိုရင်ဒီအချက်လက်တွေအားလုံးကနေကျွန်တော်တို့ဘာသင်ခန်းစာယူလို့ရမလဲအသိဉာဏ်ရှိပြီးစင်ကြံတုံတရားနဲ့ပြည့်စုံတဲ့စီးပွားရေးလုပ်ငန်းရှင်တိုင်းဟာသူတို့ရဲ့ထုတ်လုပ်မှုကိုဒုတိယအဆင့်မှာပဲထိန်းသိမ်းလှုပ်ဆောင်ကြပါရဲဆိုတာပါပဲဒါဟာစီးပွားရေးအကောင်ဆုံးနေတာ sweet spot လို့ခေါ်ရမှာပါထပ်တိုးထုတ်လုပ်မှုတုံ့ရမထိခင်လေစုစုပေါင်းထုတ်လုပ်မှုအမြင့်ဆုံးကိုရောက်နေတဲ့အချိန်မှာရပ်တန့်လိုက်တာဟာအထီရောက်ဆုံးနဲ့အမြင့်အစွန်းအများဆုံးဖြစ်တဲ့ဆိုတာအထင်အရှားပါပဲဒီတော့စဉ်းစားစရာမေးခွန်းတစ်ခုခြံထားခဲ့ပါစီအခုလိုကန့်သက်ချက်တွေထုတ်လုပ်မှုကြာဆင်းခြင်းနိယမတွေကိုတေချာနားလည်သွားပြီဆိုရင်နောက်လာမယ့်စီးပွားရေးဆုံးဖြတ်ချက်အကြီးကြီးတွေချတဲ့အခါဘယ်လိုပြောင်းလဲတွေလှုပ်ဆောင်နိုင်မလဲအရက်မြစ်ဒီကိုအဆုံးမရှိပုံအောလိုက်ယုံနဲ့အောင်မြင်မှုရမှာမဟုတ်ဘူး။မှန်ကန်တဲ့အချိုးအစားထိဖို့လိုတယ်ဆိုတာကိုဒီသဘောတရားတွေကနေကောင်းကောင်းကြီးနားလည်သဘောပေါက်သွားလောက်ပြီလို့ယုံကြည်ပါလေ။အားလုံးပဲပုံမကောင်းမတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ကြပါစေ။